အားလုံးပဲမင်္ဂလာပါရှင် Resilient Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ it depends on ဆိုတဲ့ pattern လေးအကြောင်းကိုရှင်းပြသွားချင်တာဖြစ်ပါတယ် it depends on သူ့ရဲ့နောက်မှာ noun လိုက်မယ်ပေါ့နော်အဓိပ္ပာယ်လေးကမူတည်တယ်လို့ဘာသာပြန်လို့ရပါတယ် for example it depends on the weather ရာသီဥတုပေါ်မှာမူတည်တယ် it depends on the weather ရာသီဥတုပေါ်မှာမူတည်တယ်နောက်ထပ် example လေးကတော့ will you buy this shirt ဒီအင်ဂျီကိုဝယ်မှာလား it depends on the price ဈေးပေါ်မှာမူတည်တယ် it depends on the price ဈေးပေါ်မှာမူတည်တယ်ဆိုပြီးတော့လည်းပဲပြောလို့ရပါတယ်နောက်ထပ် example လေးကတော့ will you make it today ဒီနေ့လာဖြစ်မှာလား will you make it today ဒီနေ့လာဖြစ်မှာလား it depends on my schedule it depends on my schedule ငါအချိန်ပေါ်မှာမူတည်တယ် it depends on my scheduleနောက်ထပ် example လေးကတော့ do you like studying online ကနေလေ့လာရတာကြိုက်လား it depends on the teacher and the course it depends on the teacher and the course ဆရာမနဲ့သင်မဲ့သင်ခန်းစာပိုင်းမှာမူတည်တယ်သင်ခန်းစာပေါ်မှာမူတည်တယ်နောက်ဆုံး example လေးကတော့ will you travel this year ဒီနှစ်ထဲခရီးသွားဖို့ရှိလား it depends on my budget ပတ်စံအခြေအနေပေါ်မူတည်တယ် it depends on my budget it depends on my budget ဒါဆိုရင်တော့ it depends on ကိုသုံးပြီးတော့မှတခုခုပေါ်မှာမူတည်တယ်ဆိုတဲ့အကြောင်းကို English လိုလေးပြောတတ်သွားမယ်လို့ယုံကြည်ပါတယ်နော် So thank you so much for your attention see you in next video by the way don't forget to like and share the page